ဒီလိုလေးစဉ်းစားကြည့်အောင်ငါးကြီးတကောင်ကိုပေါ့ရီတင်လေးထဲမှာတွားထားလိုက်ရင်အဲ့ငါဘယ်လိုဖြစ်သွားမလဲဒီပုံရီလေးရလေတကယ်တော့ကျွန်တော်တို့ဘောတွေအတွက်အရင်အရေးကြီးတဲ့အမှန်တရားတစ်ခုညွှန်းနေတာပါအဲ့ဒီငါလိုပဲပေါ့ဗျာကျွန်တော်တို့တွေလေတခါလေကြရင်လေကိုနဲ့မတာနဲ့ကိုနဲ့မကိုက်ညီတဲ့ပုံရင်းချွေမျိုးမှာတော့ပြီးတော့ပိတ်မိနေတကြတယ်ကိုမှရှိတဲ့တန်ဖို့အစစ်မှန်ကိုတော့မေ့သွားတဲ့အထိကိုရည်ချင်းတွေကိုအပြည့်ဝထိုးထုံးလို့မရတဲ့နေရာမျိုးတွေမှာပေါ့အဲ့ဒီလိုအခြေအနေမျိုးလေအရန်ထိထိမိမိဖော်ပြထားတဲ့မြန်မာစကားပုံလေးတစ်ခုရှိတယ်ဗျာအလုံးနဲ့ကြားဖို့စားမှာပါရေတင်မှာမားကြီးမနေတဲ့အဒီဘေကရှင်းရှင်းလေးပါပဲအရေးချင်းပြီးသွားတယ်လူတရားတော့ကိုကိုကြီးပွားတိုးတက်အောင်မလုပ်ပေးနိုင်တဲ့ကိုရေအတွေ့ကိုအထိမတ်မပြူတဲ့နေရာမျိုးမှာကြာနေလို့မဖြစ်ဘူးရှင်းတန်လို့မရဘူးဆိုတဲ့သဘောပါပဲစဉ်းစားကြည့်လေရင်းတဲ့ထဲမှာဆိုအဲ့ဒီငါးကြီးကသူ့ရဲ့နိုင်ငံတော်ကြီးထဲမှာဘရင်တပားလို့ပဲလွတ်လွတ်လပ်လပ်ကျက်စားနေမှာပေါ့ဒါပေမဲ့ရေတင်ကိုများရောက်သွားပြီဆိုရင်တော့သူ့ရဲ့အာမန်တွေစွမ်းရတဲ့အကုန်လုံးအကန့်အသတ်ချီသွားပြီးတော့ရုန်းကန်နေရတော့တာပဲအဲ့ဒါကဘာကိုပြရဲဆိုတော့ပတ်ဝန်းကျင်တစ်ခုကလူတစ်ယောက်ရဲ့စွမ်းအားပေါ်မှာဘယ်လောက်တော့တည်ရောက်မှုရှိသလဲဆိုတာကိုအချင်းရှာပြနေရပြီဗျာကဲဒီသင်ခန်းစာကိုကျွန်တော်တို့ရဲ့လက်တွေ့ဘဝနဲ့တစ်ချက်ချိတ်ဆက်ကြည့်အောင်ဟုတ်ပါတယ်ကိုယ်တိုင်စူးစမ်းဖို့ကတော့အောင်မြင်မှုအတွက်အဓိကတော့ချက်ပဲဒါပေမဲ့အဲ့ဒီစူးစမ်းမှုတွေကိုအတိမပြုပြီးအားပေးမဲ့ပံ့ပိုးပေးမဲ့ပတ်ဝန်းကျင်မျိုးကိုရွေးချယ်တတ်ဖို့ကလည်းအဲ့လောက်နီးပါအရေးကြီးရဲ့ဗျနေရာမှန်ဆိုတာကလေကိုကိုစိန်ခေါ်မှုတွေပေးကမ်းရုံတမကောက်ဘူးကိုရဲ့တကယ်တမ်းဖို့ကိုပါယူဒီမီအောင်ဖော်ထုတ်ပေးနိုင်တဲ့နေရာမျိုးဖြစ်နေရမှာပါဒါကြောင့်မို့လို့အခုကိုဒီမေကွန်းလေးတစ်ခုလောက်ပြန်မေးကြည့်ကြအောင်ငါအခုရောက်နေတဲ့နေရာကငါအတွက်ရေနေလားတော့မို့ရေတေးများဖြစ်နေမလားအဲ့ဒီအဖြေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့တကယ်တန်ဖိုးအစစ်မှန်ကိုထုတ်ပြခွင့်ရမယ်ကိုပိုင်ပင်လယ်ပြင်ကျဲကြီးကိုရှာဖွေရမယ့်အချိန်ရောက်နေပြီလားဆိုတာကိုဆုံးဖြတ်လို့ရတော့မှာပါမယ်